မင်းကလေးကသူမရဲ့ရင်ခွင်ရင်အိမ်စစ်စစ်ကိုပြန်ရောက်လာခဲ့တယ်။သမင်းစားပွဲဝိုင်းရောက်တော့မိခင်ဖြစ်သူရဲ့ဆိုးဝါးလာတဲ့လက်ရာကြောင့်သူမအံ့အော်မှန်သွားရတယ်။ဒါနဲ့မင်းကလေးကသမီးပဲချက်လိုက်ပါမယ်လို့ပြောလိုက်တာပေါ့။ဒါပေမဲ့သူမကငငယ်ကလေးကမွေးစားမိသားစုအတွက်ချက်ပြုတ်ကျွေးမွေးခဲ့ရတာလို့ပြောလိုက်တဲ့အခါမှာတော့မိခင်ဖြစ်သူကချက်ချင်းပဲနောင်တရက်ပြီးစိတ်မကောင်းဖြစ်သွားရှာတယ်။သူမကနေနာကြီးဖြစ်သမီးဖြစ်သူရဲ့အမိပေါင်းနဲ့နိုင်ငံတကာဗန်ကြီးနှစ်ခုကိုချက်ချင်းလွှဲပြောင်းပေးလိုက်ပါတော့တယ်။တခြားတစ်ဖက်မှာတော့မွေးစားမိသားစုကချမ်းသာတဲ့တထေးတွေရဲ့ကွန်ဒရေးရှိပွဲကနေအပေခံလိုက်ရတဲ့အတွက်ဒေါသချောင်းချောင်းထွက်နေကြတော့မယ်။ဒါကမင်းကလေးကသူတို့နောက်ွယ်ကနေနိုင်နိုင်ချွတ်ချွတ်ချန်စီခဲ့ရတာလို့သူတို့ယူဆနေကြတယ်။မကြခင်မှာပဲမင်းကလေးအပြင်သွားဖို့တတိယအိမ်ဂေးဝါကနေထွက်လာတဲ့အချိန်မှာသူတို့တွေကလာပေးဆိုကြတယ်။မင်းကလေးရဲ့လက်ထက်ကချင်းနှောင်းကိုမြင်တော့သူမကဒီတတိယအိမ်ကအိမ်ဖော်အသေးဖြစ်သွားပြီဆိုတာကိုသူတို့ဘိုးလို့တောင်ယုံကြည်သွားကြတာပေါ့။မနာလိုစိတ်များပြီးကောက်ကျတဲ့မွေးစားညမဖြစ်သူကမင်းကလေးကိုလောင်းပြောင်ယုံနေမကပဲလက်ထက်ကချင်းနှောင်းကိုပါရိုက်ချပစ်လိုက်တယ်။မင်းကလေးကတော့ဗာမျက်နှာရဲမျက်နှာကဲမှမပြတ်ခဲ့ဘူး။သူမကတိကျပြတ်သားတဲ့အချိန်ဟုန်နဲ့တစ်ဖက်လူကိုပြန်ရိုက်လိုက်ရတဲ့ညာမရစေပဲမေးလဲသွားယုံနေမှဖြစ်သွားစေတယ်။မွေးစားမိခင်ဖြစ်သူကဒေါသအမျက်ထွက်ပြီးမင်းကလေးကိုဆွဲခေါ်သွားဖို့အောက်တန်းစားလူမိုက်တယောက်ကိုမိန့်ပေးလိုက်တယ်။ကံကောင်းထောက်မှဆိုပဲအဲ့ဒီချိန်မှာတတိယအိမ်ကအတွင်းမူလက်ထောက်ရောက်လာခဲ့တယ်။သူကလူတိုင်းကိုတင်းငယ်စွာနဲ့တားဆီးလိုက်ပြီးသူတို့မိသားစုဟာဒီတတိယမိသားစုရဲ့လူမဲစင်းတဲ့သင်ခံထားရတယ်ဆိုတာကိုထပ်လောင်းပြောကြားလိုက်တယ်။မြေပြင်ပေါ်ကရှုပ်ဖို့နေတဲ့အမိုက် drive တွေကိုကြည့်ပြီးအတွင်းရင်းမှုကသူတို့ကိုပြန်ရှင်းခိုင်းတယ်။သူတို့ကတန်ရှင်းရေးလုပ်ဖို့ကိရိယာတွေတောင်းတဲ့အခါမှာတော့ခင်ဗျားတို့ရဲ့ညစ်ပတ်တဲ့လက်တွေဟာတတိယအိမ်ကပစ္စည်းတွေကိုထိတွေ့ဖို့အရေးချင်းမမီဘူး။တန်ရှင်းရေးလုပ်ဖို့တခုတည်းသောကိရိယာကတော့သူတို့ဝစ်ဆင်ထားတဲ့အမှတ်တမ်းစိတ်ပါဝစ်စားတွေနဲ့ကန်သက်ချက်နဲ့ထွက်ထားတဲ့ဓာတ်မှုကြီးအိတ်တွေပဲဖြစ်တယ်။ချက်ချင်းဆိုသလိုပဲအရှက်ရမှုတွေကသူတို့ကိုလွှမ်းမိုးသွားခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့ရဲ့ဒေါသအားလုံးကိုမင်းကလေးပေါ်မှာပဲပုံချလိုက်ကြတယ်။မင်းကလေးကအတွင်းရင်းမှုနဲ့ပတ်သက်နေလို့ဒါအခုလိုရဲတဲ့နေတာလို့သူတို့အထင်မှန်သုံးသပ်မိကြပြီးနောက်ထပ်အမှန်တရားတစ်ခုကိုလည်းစုံစမ်းသိရှိသွားကြတယ်။အဲ့ဒါကတော့တခြားရာကြီးမိသားစုတွေကဒီတတိယမိသားစုစီပေးပို့တဲ့လက်ဆံတွေကဘီလာအင်ဂျီတွေနဲ့ဇင်ကန်ကားတွေဖြစ်နေတာပါပဲ။သူတို့ပေးပို့ခဲ့တဲ့အိတ်ကတော့ကြည့်ရတာအလုံးကိုစုပ်ပြတ်နှုံးပါလုံးနေတယ်။ဒါကြောင့်မို့လဲတတိယမိသားစုကိုစိတ်ဆိုးဒေါသထွက်စေခဲ့တာလို့သူတို့ထင်မြင်သွားကြတယ်။တနည်းအားဖြင့်ဖို့ရှိတဲ့အော်ဒါမဆာကိုပြန်ရဖို့အတွက်မွေးစားဖေးဖြစ်သူကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးရဲ့ဒုဝက်ကိုထုတ်ယူပြီးစူပါလက်ဆောင်ကြီးတစ်ခုပြင်ဆင်ဖို့ငွေ9 သန်းမတည်းဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလက်ဆောင်ကမကြခင်မှာပဲမင်းကလေးစီရောက်ရှိလာခဲ့တယ်။အတွင်းရင်းမှုကမင်းကလေးကိုသူတို့ကိုခွင့်လွှတ်ပေးမှလားလို့မေးတဲ့အခါမင်းကလေးကနားကောင်းရှုံးပြီးလောင်းရဲလိုက်တယ်။မင်းကလေးကသူတို့ကိုခွင့်လွှတ်ပေးလိုက်တာအရင်ကနာကျင်ခံစားခဲ့ရတဲ့မိမိကိုသစ္စာဖောက်ရရောက်လိမ့်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူမရဲ့လက်ဆောင်ကိုလက်ခံလိုက်ပြီးတန်းနေရတဲ့အော်ဒါကိုတောင်သူတို့ကိုပေးဖို့ဆုံးဖြတ်လိုက်တယ်